ဝါဒုတွေစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီ PDF DKBA ပူးပေါင်းစစ်ကြောင်းတိုက်ခိုက်ခံရ VGF အထိနာနေရဲဆိုတဲ့သတင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားအစည်းအရုံး KNU ချင်းချုပ်နေမိဖာပွန်ခရိုင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ9နေမြေရှိဝါတုခိုဒေသကိုစစ်ကြောင်းထိုးရန်စ조사နေသည့်အာဏာသိမ်းစစ်ကောင်စီနှင့်ကရင်နယ်စားဆောက်တပ် VGF ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ပူးပေါင်းအဖွဲ့များနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မဟာမိတ်ပူးပေါင်းတပ်များအကြားဒီဇင်ဘာ9ရက်နေ့မှစတင်၍တိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံသတင်းရင်းမြစ်များကပြောကြားခဲ့ပါတယ်။နှစ်ဖက်ထိတွေ့မှုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီများဘက်မှပူးပေါင်းကူတိုက်ပေးနေသည့်တထောင်တကောပလေအခြေဆိုင်ဘုံမောင်ချစ်ဥဆောင်သည့် VGF အမှတ်13914တပ်ရင်လက်အောက်ခံတပ်ဖွဲ့များနှင့်ဗိုလ်လာချိုင်ဦးဆောင်သည့် PDF အမှတ်13913တပ်ရင်လက်အောက်ခံအဖွဲ့များတိုက်ခိုက်ဒေဆုံးမှုများရှိနေကြောင်းအမည်မဖော်လိုသည့်နယ်မြေခံသတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်တပ်ကကတိုင်တီဖာပွန်နယ်မြေအားလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးစ조사နေတာအကြမ်းဖက်စစ်ကောင်စီပူးပေါင်း PDF နှင့်ဗိုလ်ပြီးဦးဆောင်သည့် DKBA အဖွဲ့တွေကစစ်ကူပေးတာလမ်းကြောင်းပြပေးတာတွေလှုံ့ဆော်နေရလို့အဆိုပါနယ်မြေကန်ဒေသရင်းမြစ်ကပြောဆိုထားပါတယ်။အာဏာသိမ်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာအမှတ်9တွင်လက်လွတ်ဆုံးဆုံးခဲ့ရသည့်စခန်းများနှင့်နယ်မြေများပြန်လည်ဆောက်မှုထိန်းချုပ်နိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းလျက်ရှိနေပြီးမြေပြင်စစ်ကူနှင့်လက်နက်ကြီးပစ်ကူများအပြင်ဝေဟင်ဒရုန်းများနှင့်ထောက်လှမ်းမှုများဒရုန်းဖြင့်ပုံသည့်ကျဲတိုက်ခိုက်မှုများလေယာဉ်ပစ်ကူများဖြင့်ပုံကျဲတိုက်ခိုက်မှုများဇက်တိုင်လုပ်နေကြောင်းပြောပြထားပါတယ်။တိုက်ပွဲပြင်းထန်နေသည့် KNU တပ်မဟာအမှတ်9မြို့တော်ခရိုင်ကျွာလုံးမြို့နယ်နာခိုထာကြီးရွာအားဒီဇင်ဘာ9ရက်နေ့နေ့လယ်12နာရီဝန်းကျင်တွင်အကြမ်းဖက်စစ်ကောင်စီမှဝိုင်တွဲလေရင်ဖြင့်ပုံသုံးလုံးလာရောက်ကျဲချမှုကြောင့်နာခိုထာကြီးရွာမှအရက်သားပြည်သူတအုပ်တရားရရှိခဲ့ပြီးလူနေတအုပ်ထိမှန်ပျက်စီးကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ကထုတ်ပြန်ခဲ့ပါတယ်။